အားလုံးပဲမင်္ဂလာပါနော်ဆရာတို့ပြန်စလိုက်အောင်ဆရာတို့ဒါလေးကတော့နော်ဆရာဒီကျွန်တော်ရဲ့မျိုးတွေအတွက်တင်ပေးနေတဲ့ပတ်တီးလေးဖြစ်ပါတယ်ဒါဒီဟူးမကျော်ဆင်းမှုများပါတယ်နော်ဟူးမကျော်ဆင်းမှုများပါတယ်ဗျနော်အဲ့တော့ကျွန်တော်ရဲ့မျိုးတွေအားလုံးပဲနော်ဒါလေးကဘာလဲဆိုတော့ကနန်းတရိကံမှုပေါ့နော်ကနန်းတရိကံမှုဆိုတာဆရာတို့ဒီအရင်ဘက်တုန်းက3955ဆိုပြီးတော့9ဒီဒီလိုမျိုးတရိကံဖြစ်ခဲ့တယ်ပေါ့နော်ဒီလိုတရိကံဖြစ်တဲ့ကြောင့်မလို့တရိကံဖြစ်သောကနန်းဒီနောက်ဘက်မှာမပြောက်ပတ်တီးတဲ့ဟုတ်လားအဲ့ဒါကြောင့်မလို့9ဒီနောက်ဘက်မှာမပြောက်ပတ်တီးပေါ့ဟုတ်လားအဲ့တော့ကျွန်တော်ရဲ့မျိုးတွေကဆရာတွေပြောရင်ယုံရမှာလားမယုံရပါဘူးเนาะကျွန်တော်မျိုးတွေကဆရာတင်ပေးထားတဲ့ကလင်နာလေးနဲ့ကျွန်တော်မျိုးတွေကစစ်ကြည့်ရမှာပေါ့เนาะစစ်ကြည့်ရမှာပေါ့เนาะကျွန်တော်ရဲ့မျိုးတွေအားလုံးပဲဆရာတို့ဒီမှာ9ဒီတရိကံဖြစ်တော့9ဒီနောက်ဘက်မှာမပြောက်ဘူး9 6လို့ထွက်တယ်6ဒီတရိကံဖြစ်တယ်6ဒီ6 1လို့ထွက်တယ်8ဒီတရိကံဖြစ်တယ်8 6လို့ထွက်တယ်3ဒီတရိကံဖြစ်တယ်8 3လို့ထွက်တယ်8ဒီတရိကံဖြစ်တယ်2 8လို့ထွက်တယ်9ဒီတရိကံဖြစ်တယ်9 8လို့ထွက်တယ်ခွန်ဒီတရိကံဖြစ်တယ်4ခွန်လို့ထွက်တယ်1ဒီတရိကံဖြစ်တယ်6 1လို့ထွက်တယ်3ညဒီတရိကံဖြစ်တယ်10လို့ထွက်တယ်9ဒီတရိကံဖြစ်တယ်9နှစ်လို့ထွက်တယ်ဆရာဒီမှာ3ဒီတရိကံဖြစ်တယ်ဆရာဒီမှာ8 3လို့ထွက်တယ်ဆရာ9ဒီတရိကံဖြစ်တယ်9ခွန်လို့ထွက်တယ်3ဒီတရိကံဖြစ်တယ်3 5လို့ထွက်တယ်ပေါ့နော်ဒီမှာလေ6ဒီတရိကံဒီမှာတော့ဒီ8ဒီတရိကံဒီတပင်တော့ဖောင်းတယ်နော်ဆရာဒီမှာ6ဒီတရိကံဖြစ်တယ်ဒီမှာ1 6လို့ထွက်တယ်ပေါ့နော်အဲ့ဒီလို့ဆိုရင်ဆရာတို့ခုဒီမှာလည်းပဲ9ဒီတရိကံဖြစ်လို့ဒီမှာဒီ9ဒီမပြောက်ပတ်တီးပါဗျနော်အဲဒါကြောင့်မသူ့ရဲ့ဘေးမှာဆရာဒီမှာတာချစ်ပေးထားတာဒီသူ့ရဲ့15ပင်တိတိရှိတယ်ပေါ့နော်15ပင်တိတိမှာဆရာတို့ဒီတပင်ပဲဖောင်းထားတယ်နော်ကလင်နာတပင်လုံးမှာဆရာတို့ဒီ15ပင်တိတိမှန်ကန်မှုနေထားရှိတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မျိုးတွေအတွက်ဆရာပေးတာဒီ9ပတ်တီးပေးပါတယ်ဆရာထင်ပါတယ်ဗုဒ္ဓဦးမကျော်ဆင်းဖို့များပါတယ်နော်သူ့ရဲ့ပြင်းကတော့3 9ရယ်9 9ရယ်လို့ဆရာပေးပါတယ်ဆရာဒီ9ကိုဒီလိုမျိုးရေးပေးထားတာဒီ9နောက်ပိတ်ကိုပို့ကြိုက်တယ်ဆိုတဲ့သဘောပါဗျနော်ဟုတ်ကဲ့ပါနော်ဆရာစီကိုမိသားစုဖွဲ့ဝင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့မျိုးတွေကဆရာရဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့အဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါတစ်ပတ်လုံးမှာ1000ပါပဲတစ်ပတ်လုံးမှာ1000နော်66ခု56ခု996နဲ့83လုံး4ခုကို299ရဲ့ Viber ကနေအဖွဲ့ဝင်ခြင်းလို့ပါဆိုပြီးစာပို့ပေးလိုက်ပါရမှာတော့3လုံးခွေ4လုံးခွေမွေးကတ်နဲ့ပတ်တီးရမှာပေါ့နော်ဆရာတို့ဒီလိုမျိုးပေါ့ဒါရင်ပတ်တော့ဆိုဆရာတို့ဒီ3လုံးခွေ4လုံးခွေမွေးကတ်နဲ့ပတ်တီးရမှာပေါ့နော်ဒီမှာ3လုံးခွေမှာဆိုလဲခွန်9လို့ထွက်တယ်4လုံးခွေမှာဆိုလဲခွန်9 3ည5ဆရာတို့ဒီမှာ share ပင်း6ကွက်မှာဆိုလဲခွန်9လို့ထွက်တယ်နော်ပတ်တီးမှာဆိုအင်္ဂါမကျော်ပတ်တီးမှာဆိုလဲဆရာတို့ဒီမှာ8တွေရောပါလို့ထွက်တယ်ပေါ့8 3တွေရောပေါ့နော်ဟုတ်ပြီနော်ဒါဒီဆရာရဲ့မိသားစုဖွဲ့ဝင်မယ်ဆိုဒီလို4ကတ်လုံးရမှာဖြစ်ပါတယ်နော်ကျန်တဲ့ဆရာရောင်းတဲ့အာမခံ break ကတ်တို့အာမခံထိပ်စီးကတ်တို့ကတော့ထပ်ဝယ်ပေါ့နော်ဒါက1000ဒါက1000ဒါက1000ဆိုတော့ကျွန်တော်မျိုးဒီ3000လွှဲမယ်ဆိုရင်တော့ဆရာရဲ့ကတ်တွေအကုန်လုံးရမယ်ပေါ့နော်ဟုတ်ပြီနော်ပြီးတော့ကြတော့ကျွန်တော်ရဲ့မျိုးတွေကနော်ဒီ line ပေါ်ကနေထိုးတဲ့မျိုးတွေရှိတယ်ဆိုရင်လည်းဆရာရဲ့ Golden 7 application မှာဝင်ထိုးပေးအောင်နော်2D မှာဆို600ခိုင်နှုန်း 3D မှာဆို10ရာခိုင်နှုန်း commission ပြန်ရတာဆိုတော့ထိုးသားတွေတော့မစိုးဘူးလေနော်ပြီးတော့ကြတော့ဆရာရဲ့မိတ်ဆက်ကိုဖြစ်တဲ့ A89845နဲ့လို့တော့ထည့်ပေးပေါ့နော်ဒီရဲ့ application ရဲ့ link ကိုဆရာရဲ့နော်ဒီ video file ရဲ့အောက်မှာဆရာတင်ပေးထားမယ်နော်တခုခုပါဖြစ်တယ်ဆိုရင်လည်းဆရာရဲ့ Viber ဖုန်းကနေပြီးတော့မေးလို့ရတယ်နော်ဒါဟုတ်ပါပြီဗျာနော်ဆရာတို့နောက်ထပ်မူလေးနဲ့တူပြန်တွေ့မယ်နော်အားလုံးပဲ bye bye နော်